တနေ့တနေ့ဘာလုပ်လို့လှုပ်ရှားတော့မသိတော့ဘူးပုံစင်းလုံးတွေတောက်လျှောက်တက်နေတော့တာ လေကိုသိန်းတို့ဘလောက်တက်တက်ငါတို့ကတန်ကောင်းတယ်ငါတို့ရက်သမားကြီးအတွက်ကရက်ကဈေးမတက်ဘူးအဲ့တော့မစိုးသေးဘူးပြောလို့ရတယ်ကျေးဇူးတင်ရအောင် အေးကွာသူချကွာချားတယ် အကောင်းဆုံးပဲနောက်မှစဉ်းစားဟောဦးလေးဘယ်ပြန်လာဒါလေးနေပါဝင်ခေါ်ရမှာ မင်းဟာလေခရရရသမားကိုသွားပြီးတော့ရက်တောင်မလားသွားပြီးဒိဋ္ဌိပြက် ဟုတ်တယ်ကုလေးဖျားပြန်လာတာပါလို့လေရုပ်ရှော့ရှော့ကြကွာနော်ကုလေးကတော့အရက်မတောက်ဘူးကုလေးကတော့တစ်ဖက်ကြီးပဲတောက်တယ်ကဲပါဟိုလေးသွားအောင်မယ်လိမ္မာနေကြနော် တရားတော်လာချောက် အေး 1 week later. ရော ဘာလို့ပလင်းလေးပါမဟုတ်ဘူးဟဲ့ငါတို့ရက်ကွက်ထဲမှာဒီလိုမျိုးရုပ်ပြဆင်းပြမှုမရှိပါဘူး အေးကိုရီတော်ကအဲ့လိုခါမှရုံမပေါက်ဘူး ဟမ်အားလေဒီဇိုင်းကလာနေတော့ရှိုးဝမ်း ဟယ်လို ဟာဟိုလေးဟိုတစ်ဖက်ကတွေ့တယ်ပရီးနဲ့ ဖះသမား အေး အနေထောက်လေရှိုးဒီဇိုင်းကလာနေတော့ရှိုး ရေငါနိုင် ဦးလေးကဒူဝေးပြီးတော့မောင်းနေသေးတယ်ပတ်ကန်ဟဲ့လူ ဩ ဒါလေ ဟိုတစ်ဖက်ကဘီယာခေါ်တိုက်တော့လာတောက်လိုက်ရင်တော့ပြီးသေးရဲ့အိစားကိုပြောတယ်မှာ လက်ဖေးပဲသောက်တော့ဘီယာမကြဘူးရမကြဘူး တဖေးတွေလောက်ပြန်ပြီတဖေးတစ်ဖွဲ့အခု3000ဖြစ်နေပြီအခုဒီမှာဘီယာလုံးမှ2500ရှိတယ်ဗျ အေးလက်ဖေးသုံးတော့ပြောငါအရင်သမားဖြစ်သွားတာဟောကမင်းတို့ကကိုယ်ရက်သွားပဲကွာရက်သွားပဲ ဟောတော်စုတယ် ကိုစလုံးတက်လို့ကျတော့မဖြစ်တယ် ရမကောဘူး